လူတော်များများကစိတ်ဆွမ်းရနဲ့အရာဝတ္ထုတွေကိုရွှေ့ပြောင်းနိုင်တဲ့တက်ကမဖြစ်နိုင်ဘူးလို့ပဲထင်နေကြတာပါဒါပေမဲ့အခုတော့အဲ့ဒီလိုအချက်ကိုဖော်ထုတ်လိုက်နိုင်ပြီဖြစ်လို့ဘယ်သူမဆိုဒီဆွမ်းအားကိုတင်းယူနိုင်နေပါပြီပိုပြီးအဟောမကောင်းတာကရှင်းအောင်အင်ဂျင်လူမျိုးတွေကပီရမစ်တွေကိုတိဆောက်တဲ့နေရာမှာဒီစိတ်ဆွမ်းအားကိုအသုံးချခဲ့ကြတာပါသူတို့ကတန်တဲ့ကြီးလေးလံနဲ့တက်ကြောက်တုံးကြီးတွေကိုဘာလေးချိန်မှမရှိတယ်လို့မျိုးလေထဲမှာမြောက်ပြီးတော့တည်ယူခဲ့ကြတယ်လို့ဆိုပါတယ်ဒါတွေမကလေးပါဘူးဒန္တာကြီးတွေကသူတို့ကတခြားသောစိတ်အာရုံဆွမ်းအားသုံးမျိုးကိုလည်းအသုံးပြုခဲ့ကြပါသေးတယ်အဲ့ဒါတွေကတော့တဲတွေကိုမိဆွမ်းအားနဲ့ပူပေးပြီးခိုင်မာတဲ့ကြောက်တုံးတွေဖြစ်အောင်လုပ်တဲ့အတက်ပီရမစ်ရဲ့ဒီနေရာကိုအိုရိုင်ဝမ်ကျဲဆူတန်းနဲ့တထိုင်တဲ့ဖြစ်အောင်လှုပ်ဆောင်ပေးတဲ့စက်ကြဝဠာဆွမ်းအားပြီးတော့တိဆောက်ထားတာတွေကိုထိပ်ဖြားလေးပဲမြင်ရတော့အောင်မြေကြီးကိုထိန်းချုပ်ပြီးမြေမြုပ်ပြနိုင်တဲ့ဆွမ်းအားတို့ပဲဖြစ်ပါတယ်ဒါဆိုရင်တင်ကိုယ်တိုင်ရောဒီလိုစိတ်ဆွမ်းအားမျိုးရအောင်ဘယ်လိုလုပ်မလဲအရှင်ဆုံးရေးအေးတစ်ခွက်တောက်လိုက်ပါပြီးရင်လက်နှစ်ဖက်ကိုအခုလိုမျိုးမိနစ်နဲ့ငယ်ကြအောင်ပုတ်ပေးပါနောက်တစ်ဆင့်ကတော့အခက်အခဲဆုံးပါပဲတက်လက်ဖွားထဲမှာစွမ်းရည်လုံးလေးတစ်ခုဖြစ်ပေါ်လာတယ်လို့စိတ်ကူးနဲ့ပုံဖော်ကြည့်ပါအဲ့ဒီစွမ်းရည်ကိုခန်းစားမိပြီဆိုရင်တင်ရွှေ့ခြင်းတဲ့ပစ္စည်းစီကိုအဲ့ဒီစွမ်းအားကိုပို့လွှတ်လိုက်ပါဒါကိုတစ်ခါမှမကျင်ဘူးတဲ့သူအတွက်ပထမချိန်မှာတင်အောင်မြင်ခြင်းမအောင်မြင်ပါလိမ့်မယ်ဒါပေမဲ့အချိန်ပေးပြီးလေ့ကျင့်မယ်ဆိုရင်တော့နောက်ပိုင်းမှာဘယ်ပစ္စည်းကိုမဆိုကိုယ့်ရဲ့စိတ်အာရုံစွမ်းအားတက်တဲ့နေထိန်းချုပ်ပြီးရွှေ့ပြောင်းနိုင်လာပါလိမ့်မယ်